ခဲ့ဒီနေ့တော့အမဲကြီးလေးကိုလုပ်မှာဖြစ်ပါတယ်ဒီမဲကြီးလေးရဆိုရင်နိုင်ငံခြားမလေးရှားမှာရှိတဲ့မောင်လေးတယောက်အတွက်ကိုယ်တိုင်လုပ်ပေးထားတဲ့အမဲကြီးလေးပဲဖြစ်ပါတယ်ပထမဆုံးပါဝင်တဲ့ပစ္စည်းလေးစားစင်ကြိုမုံစနေမုံတမယာရည်လေးညှစ်ထည့်မှာပေါ့နော်ဂျင်းကိုလည်းအရည်လေးပဲညှစ်မှာပေါ့နော်ဖတ်တိပါတယ်နော်ကြီးမနာလို့ပေါ့နော်ကျစ်တူတူလေးကတော့ညှစ်ထောင်းထားတဲ့ဟာလေးကိုအကုန်လုံးထည့်ပါမယ်နော်ဂျင်းရည်ညှစ်တယ်ဆိုတာအဖက်ကြီးဖြစ်မနေလို့ပါဂျင်းရည်လေးကမှုေးနေလို့ပေါ့နော်ဒါပြီးရင်တော့တမအောင်မှုရပါမယ်နော်အဲ့ဒါလေးကိုစပလာလေးဝင်သွားအောင်ဒီဒါလေးနေနှက်ပြီးတော့မှလိုလေးပဲလမ်းမှာပဲဖြစ်ပါတယ်ဒါတော့နောက်မှချီးတဲ့ကိုယ့်ရဲ့လက်ဖြစ်ဂျိုးတန်းလေးကိုပဲလုပ်လိုက်တာပဲဖြစ်ပါတယ်6တန်းပြီးရင်တော့ဒီပူတယ်ဆိုတော့9ရက်လောက်တော့လမ်းမှာပေါ့နော်9လောက်လမ်းပြီးရင်တော့လေး6သွားပါတော့မယ်ချင်းမောင်လေးမှာပြီးတဲ့မောင်လေးလည်းကျေးဇူးအများကြီးတင်ပါတယ်